ထိုင်ပါနေအခုချိန်ဒီမထွက်သေးလို့ မင်းမထွက်တာငါဘာတတ်နေမှာ အဲ့ဒါမြင်ထွက်အောင်လာပြီးဆွတ်ထုတ်ပေးစမ်းပါ ဘာကွာအေးဟာဦးလေးထွက်သွားပြီရေလာဆေးပေးဦးမယ်ဗျာဘာကွာရေဆေးရမှာပြင်းပါတယ် သမီးမချောချင်ပါဘူးပြင်းတယ် ရင်ထွက်ဘယ်နည်းရှိပြီလဲ တစ်ပတ်ပဲရှိသေးတယ် ပြင်းနေရတာကိုပျော့တာ မပြေဒါလေးဟာထားမယ်ဗျာ ။ဟာကျုံပြင်းတယ်။ ဦးလေးဝါကြွေးတာ မကြည့်လို့ကြွေးဗျာမဝါပဲနဲ့ပိုင်ထဲရောက်သွားပြီးရော။အေးဟာ ဘာနိုင်နေရတာ အီးနဲ့ဘင်းပေါက်ထားတာ ဘုံတော်ဘယ်လောက်ကြာ 9 ရက်လောက်ရှိပြီ ။ဘင်းဗျာကျွန်တော်အီးတယ်ဆိုတော့သူ့ကိုလည်းလိုက်တယ်ပေးလိုက်ပါဦးလေးဟာ ဘာကသူ့ကိုအင်းတယ်ပြရမယ် လောက်မောက်တော့လား ။မလုံးနဲ့ငါရုံးရမှာပြင်းတယ်လို့ပြောနေ ဟာဒီမလေးဘောင်တော်တွေအများကြီးပဲ2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်စားပါပဲစားပါပဲ နှစ်ဖက်မိဘတွေပါသလားရွှေမျိုးတွေကိုလိမ့်ပြရမှာလားကလုံးလိမ့်ရမှာလား အော်သူတို့သားသူတို့သမီး2ယောက်တည်းလိမ့်ပေးရမှာပါရှင် တယောက်3သိန်းတယောက်6သိန်းပေါ့ 6သိန်းဘုံသောဝဲယူပါဆရာမ မလဲတောင်းတာမလဲမူးတာဖရားဖရား ဟောထားလိုက်ပါမမီရဲ့ကျမတငယ်ချင်းမင်္ဂလာဆောင်မှာတစ်မျိုးလုံးတစ်ဆွေလုံးလေးနဲ့မှာငါတော့ပဲ ဘယ်လိုမျိုးဆိုတော့9000ဟဲ့ထုံးနေများတုတ်သွားတာရဲ့ ဆရာမဘာလို့ပြရလဲ မိတ်ကလိမ့်နေတာလေ ဘိတ်ကလေးနဲ့ပြောဆရာမရဲ့ကျမသမီးမခွာနေရလားလို့ အော်မခွာလို့ရမလား तू ကထောင်နေရတဲ့ဘုံလို့လဲသွားတာလေမလေးကျမဘောမှာတို့မိပေါင်းများစွာပြင်လာလေဒီတစ်ခါပဲမตาပြင်လို့ပြင်ရတော့လေမလေးကာလာနဂါးတွေဝင်စားမလားအောင်လေတယောက်ရအောင်လေအားလေ ဆရာမကလေကျမသမီးသူတို့သမီးကိုကြတော့ကြမ်းကြမ်းတန်တန်တက်တောင်ခွာနေသူတို့သားကိုကြတော့အမလီနူးညံ့ညင်သားနေလိုက်တာတိတ်မျက်နှာလိုက်တာပဲအမ်ပါ ရပါလေမလိုက်ပါဘူးသူ့လည်းတက်ခေါ်ရရပါ ဘာလို့လဲ ဟာဒီဟဲ့ယောက်ျားဆိုတာမိန်းမကိုခိုင်းပိုင်ဝင်ရှိတယ်မင်းငါ့ကိုမျက်နှာတစ်ကိုတစ်ပေးရမယ် ဒါရိုက်ပြင်ပေးလိုက်တာဒါရိုက် ပိုင်ရကွာ အမေရ တဲတယ်ခုမှထည့်ရသေးတယ်ဒီကွာဒီကွာအောက်မြင်နေဒီစောင့်ကြည့်မယ်စောင့်ကြည့်မယ်